ဒါဆိုရင် line command သိပြီဆိုရင်အခု xy coordinate system ကိုတစ်ချက်လေ့လာရအောင် xy coordinate system မှာဒါဆိုရင်သိထားမှာက x နဲ့ y နဲ့စုံတဲ့နေရာမှာ0.0 ဖြစ်မယ်ဒါဆိုရင်ဒီဘက်ချမ်းမှာဆိုရင် x ကအပေါင်း y ကအပေါင်းဖြစ်မယ်ဒီမှာဆိုရင် x က minus y က plus ဒါဆိုရင်ဒီဘက်အောက်ချမ်းမှာဆိုရင် x က minus y က minus ဒါဆိုရင်ဒီဘက်ချမ်းမှာ x က plus y က minus ဖြစ်မယ်ဒီနေရာနှစ်ခုစုံတဲ့နေရာက 0.0 ဖြစ်မယ်ဒါဆိုရင် AutoCAD ကိုပြန်ကြည့်အောင်အရင်ကပုံတွေဆွဲထားတာမှန်တယ်များဥပမာ enter ဆိုတော့ line ဆွဲတယ်အမြဲတမ်းအပြင်မှာပဲဆွဲတာရှိတယ်ဒီတစ်ခါ line ကိုဒီ x နဲ့ y နဲ့စုံတဲ့နေရာမှာဆွဲခြင်းတယ်ဆွဲခြင်းတဲ့အခါမှာ command ဝင်ပြီးတော့ဒီနားမှာကာစာလေးဝဲလိုက်မှဆိုရင်ပါ point မှာမပေါ်ဘူးဒီအပြင်မှာကျတော့ဆွဲထားနေရမှာဆိုရင် point ကပေါ်တယ်ဒါဆိုရင် end point ဆိုပြီးတော့ပေါ်တယ်ဒီနားမှာ point မပေါ်တော့ကိုကဒီနေရာမှာမှန်းပြီးတော့ line ဆိုတာ click တစ်ချက်ချလိုက် click တစ်ချက်ချပြီးတော့ဒီမှာ zoom ချက်ကြည့်လိုက်မယ်ဆိုရင်ဒီနေရာကဘလို့မှ 0.0 ကျမှာမဟုတ်ဘူးဒါဆိုရင်တခုသိထားမှာက xy စုံတဲ့နေရာမှာဆွဲချင်ရင် 0.0 ရိုက်မှရမယ်ဒါဆိုရင် 0.0 ဆိုတာတခါလေကြာရင်ဒီလိုမျိုး 0.0 ဆိုပြီးတော့တွက်ရရင်လည်း command ကသူသိမှာမဟုတ်ဘူးတဲ့ unknown command ဖြစ်တယ်အဲ့ဒါကြောင့်ဒီနားမှာ xy စုံတဲ့နေရာမှာ line ဆွဲချင်ရင်ဒါဆိုရင် enter ဆိုပြီးတော့ command အရင်ဝင်မယ်ဝင်ရတဲ့အချိန်မှာ click မချဘူးဒါဆိုရင် shortcut key မှာ comment box မှာ 0.0 ဆိုပြီးတော့ရိုက်ပြီး enter ခောက်လိုက်တဲ့အခါမှာဒါဆိုရင် line က 0.0 မှာဆွဲမယ်ဒါဆိုရင်ကိုက zoom ဘယ်လောက်ပဲချဲเนาะ scroll wheel ဘယ်လောက်ပဲချဲ 0.0 မှာပဲကြာဒါဆိုရင် 0.0 မှာရိုက်ပြီးရင်ဆိုပါတော့ line တစ်ကြောင်းဆွဲမယ်အဲ့ line က 7.7 ဆိုပြီးတော့ line တစ်ကြောင်းရိုက်မယ်เนาะ 87y7 ဆိုပြီးတော့line တစ်ကြောင်းဆွဲမယ်ဒါဆိုရင်တခုသိရမှာက 87 ဆိုရင် x မှာ 7 ဖြစ်မယ် y7 ဆိုရင် y က 7 x7 နဲ့ y7 စုံတဲ့နေရာမှာ line တစ်ကြောင်းဆွဲမယ်ဒါဆိုရင်စမ်းကြည့်အောင်ဒါဆိုရင် 7.7 ဆိုပြီးတော့ line တစ်ကြောင်းခဏခောက်လိုက်မယ်ဆိုရင်ဒါဆိုရင်ကြည့်အောင်เนาะ zoom ပြန်ချုပ်လိုက်မယ်ဒါဆိုရင်ဒီနားမှာ x က 7 x က 7 ဖြစ်မယ် y က 7 ဖြစ်မယ်ဒါဆိုရင်ဒီဘက်ချမ်းကိုပြန်ပြမယ် direction ပြမယ် direction ပြပြီးတော့ဒီ y ဝင်ရိုးပေါ်မှာနောက်ထပ် 7 ကိုရိုက်ချင်တယ် 7 ကိုရိုက်ချင်ကြည့်အောင် y က 7 ဖြစ်မယ် x ကဘယ်လောက်ဖြစ်မယ် 0 ဖြစ်မယ်เนาะ x မှာ 0 ဖြစ်မယ်ဒါဆိုရင်အရင်ရိုက်မယ်ဆိုရင်တခုတိထားမှာက x တန်ဖိုးကိုအရင်ရိုက်မယ် x တန်ဖိုးကိုရိုက်ပြီးမှ y ရဲ့တန်ဖိုးကိုရိုက်မယ်ဒါဆိုရင် x ကတန်ဖိုးမရှိတဲ့ကြောင့် x က 0 ဖြစ်မယ် y က 7 ဖြစ်မယ်ဒါဆိုရင် 0.7 ဆိုပြီးတော့ရိုက်လိုက်မယ်ဒါဆိုရင် x က 0 y က 7နောက်တစ်ခါဒါဆိုရင်ပြန်ပိတ်မယ်เนาะပြန်ပိတ်ချင် close ဆိုပြီးတော့နှိပ်လို့ရတယ်เนาะ c enter လည်းနှိပ်လို့ရတယ်ဒါဆိုရင်ခုနကစမှတ်မှာ line ကပြန်ပိတ်သွားတယ်အဲ့ဒါဆိုရင်နောက်ထပ် line တစ်ချောင်းဆက်ဆွဲရအောင် 0.0 မှာပဲဆွဲမယ်ဒါဆိုရင် enter 0.0 enter ဒါဆိုရင်ဒီဘက်ချမ်းဆွဲမယ်ဒီဘက်ချမ်းဆိုရင်ခုနကပြထားတဲ့အတိုင်းဒီဘက်ချမ်းဆိုရင် x ကအပေါင်း x ကအနှုတ်ဖြစ်မယ် y ကအပေါင်းဖြစ်မယ် 7.7 ပဲရိုက်မယ်ဒါဆိုရင် 7.7 ဆိုရင်တခုသိရမှာ x က -7 ဖြစ်မယ် y က 7 ဖြစ်မယ်ဒါဆိုရင်ဒီဘက်မှာ x က -7 y က 7ဒါဆိုရင် -7.7 enter ခေါင်းဒါဆိုရင် x က -7 y က 7 ဖြစ်မယ်ဒါဆိုရင်ဒီအောက်ကိုပြန်ဆင်းမယ်ခုနလိုမျိုးအောက်တဲကိုဆင်းမယ်ဆိုရင် h ကတန်ဖိုးရှိမယ်သူက x ဝင်ရိုးပေါ်တော့တဲ့အတွက်ကြောင့် x မှာတန်ဖိုးရှိမယ် y မှာတန်ဖိုးမရှိဘူးဒါဆိုရင် x ကိုအရင်ရိုက်မယ်ဆိုရင် x က -7 y က 0 ဖြစ်မယ်ဒါဆိုရင် -7.0 enter ခေါင်းဒါဆိုရင် -7.0 ဆိုပြီးတော့line ဒီ x ဝင်ရိုးပေါ်မှာရောက်သွားမယ်ဒါဆိုရင်ပြန်ပိတ်မယ်ဆိုရင် c enter လို့နှိပ်မယ်ဆိုရင်အစကနေ line တစ်ကြောင်းပြန်ရိုက်မှရမယ်အဲ့ဒါကြောင့် 0.0 ဆိုပြီးတော့တခါတည်းနှိပ်လိုက်လို့ရတယ်ဒါဆိုရင်နောက်ထပ် line တစ်ကြောင်းထပ်ရိုက်အောင်ခုနလိုပုံစံမျိုးပဲဒါကတော့ 7.7 ပဲရိုက်မယ်
အဲ့လိုမရိုက်ခင်မှာဆိုရင်ကြည့်ကြည့်အောင်ဒီဘက်ချမ်းမှာဆင်းတော့ခါကျရင် x ကအနှုတ် y ကအနှုတ်ဖြစ်မယ်ဒါဆိုရင်ဒီထဲမှာရိုက်မယ် x က -7 y က -7 ဖြစ်မယ်ဒါဆိုရင် -7, -7 လို့ရိုက်နောက်တစ်ခါဒီဘက်ချမ်းပြန်သွားမယ်ဒီဘက်ချမ်းပြန်သွားမယ်ဆိုရင် y ဝင်ရိုးကိုတောင်းမှာဖြစ်တဲ့အတွက်ကြောင့် y ကတန်ဖိုးရှိတယ် x က 0 ဖြစ်မယ်ဒါဆိုရင်ရိုက်မယ် x က y ကဘယ်လောက်ဖြစ်မလဲ y က -7 x က 0 ရိုက်မယ်ဆိုရင် x တန်ဖိုးကိုအရင်ရိုက်မယ်ဒါဆိုရင် x က 0, -7 ဖြစ်မယ်နောက်တစ်ခါ 0, 0 ဆိုပြီးတော့ပြန်ပိတ်မယ်ဒါဆိုရင်ဆက်ပြီးသွားရအောင်ဒီဘက်ချမ်းဆက်ရိုက်မယ်ဆိုရင်ကြည့်ကြည့်အောင်ဒီထဲမှာဆိုရင် x ကအပေါင်း y ကအနှုတ်ဖြစ်မယ်ဒါဆိုရင် x က 7 y က -7 ဖြစ်မယ်ဒါပြန်ရိုက်ကြည့်အောင်ဒါဆိုရင်ဒီဘက် direction ပြမယ် direction ကတော့မပြလိုက်ရတယ်ကိုကတော့တန်ဖိုးပဲရိုက်ထည့်ရင်သူ့ဟာသူသွားပြီးသားပဲတန်ဖိုးကเนาะအဲ့ဒါဆိုရင် x ကိုရင်ရိုက်မယ် x ကအပေါင်း y ကနှုတ်ဒါဆိုရင် 7, -7 enter ဒါဆိုရင် x ဝင်ရိုးပြန်သွားမှာဖြစ်တဲ့အတွက်ကြောင့် x မှာတန်ဖိုးရှိတယ် y က 0 ဖြစ်မယ်ဒါဆိုရင် x ကအပေါင်း y ကအနှုတ်ဒါဆိုရင် x က 7, y က 0 ဖြစ်မယ်နောက်တစ်ခါပြန်ပိတ်မယ် c enter နဲ့ပဲပိတ်လိုက်တော့မယ်ဆက်ရိုက်စရာမရှိတဲ့အတွက်ကြောင့် c enter ဆိုပြီးတော့ပိတ်လိုက်မယ်ဒါဆိုရင်အကယ်၍အပြင်မှာလည်းအဲ့လိုမျိုး7, 7 ဆိုပြီးတော့ line တစ်ကြောင်းရိုက်ချင်လဲရိုက်လို့ရတယ်ဒါဆိုရင်ဒီဘက် b မှာအဲ့လိုမျိုးပဲ 7, 7 ဆိုပြီးတော့ line ရိုက်ချင် comment ဝင်မယ်ဒါအရင်ဆုံး click ချမယ်ပြီးရင် 7, 7 ဆိုပြီးတော့ရိုက်လို့ရတယ်ဒါပေမဲ့အခုရိုက်တဲ့အခါမှာ 7, 7 လို့ရိုက်တဲ့အခါမှာဒီ line ကဘယ်ကိုတက်ခဲ့လဲဆိုရင် 7, 7 မသွားဘူးတကယ်ဒီဘက်သွားမှာသူကဘယ်ကိုကတ်သွားလဲဆိုရင်ဒီ origin ကနေเนาะ 7, 7 ဆိုပြီးတော့ဒီနေရာမှာသွားပြီးကတ်သွားတယ်ဒါဆိုရင်တကူတိထားမှာကအပြင်မှာ line တစ်ကြောင်း 7, 7 ဖြစ်ဖြစ် xy coordinate အနေနဲ့ line တစ်ကြောင်းရိုက်ရှင် x key ခံပြီးမှရမယ်ဒါဆိုရင်enter အရင်ဆုံး click ချမယ် click ချပြီးတော့ကိုကဒီ xy တန်ဖိုးရိုက်ရှင် x key ခံမှာ x key ဆိုရင် shift နဲ့ 2 နဲ့တွဲနှိပ်လိုက်ရင်ဒါ x key ခံတာเนาะ x key က shift နဲ့ 2 နဲ့တွဲနှိပ်ရတယ်ဒါဆိုရင် 7, 7 ဆိုပြီးတော့ line တစ်ကြောင်းရိုက်လိုက်ရင်ဒါဆိုရင် line ကဒီလိုမျိုးအပြင်မှာ 7, 7 ဆိုပြီးတော့ line တစ်ကြောင်းရမယ်ဒါဆိုရင် xy line က x က 7, y က 7 ဖြစ်မယ်ဒါဆိုရင်ဒီသဘောပေါက်ပြီဆိုရင်ဘေးနားမှာဒီ polygon လိုမျိုးပုံစံဆွဲကြည့်အောင်ဒါဆိုရင်လုံးလုံးဆယ်ဒီ comment ကိုမမှတ်ထားလိုက်ရတယ်ပြီးမှ polygon ဆိုတဲ့ comment တည်တံ့ပြန်တင်ပေးမယ်ဒါဆိုရင်အခုဒီပုံမျိုးဆွဲကြည့်အောင်ဒီပုံမျိုးကို xy coordinate သုံးပြီးတော့ဆွဲကြည့်မယ်အတိုင်းအတာကတော့ထားလိုက်ပါတော့ 7, 7 လို့သတ်မှတ်ပြီးတော့ဆွဲကြည့်မယ်ဒါဆိုရင်အရင်ဆုံး line တစ်ကြောင်းဆွဲမယ်enter first point ကို click ချလိုက်မယ်ဒီလိုမျိုး line ကအတဲ့ဆိုရင်တော့စဉ်းစားစရာမလိုဘူး direction ပြပြီးတော့ 7 လို့ရိုက်လိုက်မယ်နောက်တစ်ခါအဆောင်းသွားမယ်เนาะအဆောင်းကြတော့တခါနဲ့ auto key ကိုတစ်ချက်ပိတ်ထားလဲရတယ်เนาะ F8 ကိုနှိပ်ထားလို့ရတယ်အဆောင်းကိုမပြောင်းလဲရတယ်เนาะ auto မနှိပ်လဲရတယ်ကိုကတိနေတခါနဲ့တန်ဖို့ရိုက်ထည့်လို့ရတယ်ဒါဆိုရင်တော့ direction ကဒီဘက် channel ကိုသွားတယ်ဆိုတာဘာနဲ့တူတူပဲဆိုရင်ဒီပုံကိုကြည့်ချင်းအပြင်ဒီလိုမျိုး x ကအပေါင်း y ကအပေါင်းဖြစ်မယ်เนาะဒါဆိုရင်ဒီဘက် channel သွားရင် x ကအပေါင်း y ကအပေါင်းဖြစ်မယ် x key ခံမယ်เนาะ x key မခံပဲနဲ့ 7, 7 ဆိုပြီးတော့ရိုက်မယ်ဆိုရင်ခုနကလိုပဲဘယ်ရောက်လဲဆိုရင်တခါနဲ့ origin စီမှာသူသွားပြီးတော့ပြေကတ်သွားတယ်เนาะအဲကြောင့်မှားသွားရင် undo တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်တော့ direction တိုင်းပြစရာတော့မလိုဘူးเนาะကိုက 7, 7 လို့ရိုက်လိုက်သူ့ဟာသူ direction ကထွက်ပြီးသားပဲဒါဆိုရင် x key ခံရမယ် 7, 7 ဆိုရင်ဒါဆိုရင် 7, 7 ဆိုတာရနောက်တစ်ခါအပေါ်တက်တယ်เนาะအပေါ်တက်ရိုက်မယ်ဆိုရင် auto တစ်ချက်ဖွင့်လိုက်မယ်เนาะ auto ဖွင့်ပြီးတော့အပေါ် direction ပြပြီးတော့ 7 ဆိုပြီးတော့ရိုက်လိုက်နောက်ကဒီဘက်အဆောင်เนาะဒီဘက်အဆောင်ကဘာနဲ့တူလဲဆိုရင်ပုံကိုကြည့်ချင်းအပြင်ဒီပုံစံမျိုးနဲ့တူတူပဲဒါဆိုရင် x ကအနှုတ်ဖြစ်မယ် y ကအပေါင်းဖြစ်မယ်ဒါဆိုရင်တန်ဖိုးအဖြစ် x ကိုအရင်ရိုက်မယ်ဆိုရင် x က -7 y က 7เนาะ direction ကတော့
auto မှုကိုပြောင်းစေရမှာလို့သိနေရစဉ်တခါနဲ့တန်ဖိုးရရုံပဲဒါဆိုရင် x က minus 7, y က 7ဒီလိုရမယ်နော်ဒီဘက်ခြမ်းထပ်သွားခြင်းတယ်နော်တော်တော်ရှင်ပြပြီးတော့7ကိုလို့ရိုက်လိုက်ရုံပဲနောက်တစ်ခါဒီလိုအဆောင်ဆင်းမယ်နော်အဆောင်ဆင်းမယ်ဒီလိုအဆောင်ဆင်းနေဆိုတာဘာနဲ့တူလဲဆိုရင်ပုံကိုကြည့်ခြင်းအပြင်ဒီပုံနဲ့တူတူပဲဒါဆိုရင်နှစ်ခုလုံးကတော့ minus sign နဲ့ပဲ x က minus y က minus ဖြစ်မယ်ဒါဆိုရင်ရိုက်ကြည့်အောင် x က minus 7 y က minus 7အတီးခံမယ် minus 7, minus 7နောက်တစ်ခါဒီဘက်ခြမ်းတက်ပဲဆင်းမယ်တက်ပဲဆင်းမယ်ဆိုရင် auto တစ်ချက်ဖွင့်မယ် f8 ကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့7လို့ရိုက်လိုက်ရုံပဲဒါဆိုရင်ဒီလိုမျိုးအဆောင်ဆင်းအောင်မယ်ဒီလိုပဲအဆောင်ဆင်းမယ်ဆိုရင်ပုံကိုကြည့်မယ်နော်ပုံကိုကြည့်လိုက်ရင်ဒီလိုပုံနဲ့တူတူပဲဒီပုံနဲ့တူတူပဲဆိုရင် x ကအပေါင်းဖြစ်မယ် y ကအနှုတ်ဖြစ်မယ်ဒါဆိုရင် x က7 y က minus 7ဖြစ်မယ်အဲ့လိုမျိုးတန်ဖိုးရိုက်နေရတယ်မရိုက်ချင်တော့ဘူးဆိုရင်ဒီထဲမှာ close ဆိုပြီးတော့ c enter ဆိုပြီးနှိပ်လိုက်မယ်ဆိုရင်သူရဲ့စာမှတ်ကစာမှတ်ကိုပြန်ပိတ်သွားမယ်နော်ဒါဆိုရင်တော့ဒီပုံဆွဲလို့ရမယ်နော်ဒီပုံဆွဲလို့ရမယ်ဆိုရင်ဒီနှစ်ပုံကိုလေ့ကျင့်ထားလို့ရမယ်ဒါကလည်း xy coordinate system နော် exercise 01ဒီပုံကဒီပုံတစ်ပုံနဲ့ဒီပုံတစ်ပုံကဘာနဲ့ဆွဲထားလဲဆိုရင် xy နဲ့ဆွဲထားတယ်အဲ့ဒါဆိုရင်ဒီပုံနှစ်ပုံကိုတစ်ချက်ဆွဲကြည့်လို့ရမယ်